ရီအမေရိကန်ကြီးကျွန်တော်ထွက်ခွာခဲ့ရတာဟာရိုနယ်ဒိုတယောက်ထဲကြောင့်တော့မဟုတ်ပါဘူး။လိုရန်တီလိုပါတဲ့ဥက္ခရာပြန်ဖြစ်လာပြီးရိုနယ်ဒိုပါဝင်ကာကာဘန်ဇီမာနဲ့ဇာဘီအလွန်ဆိုတို့ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီအချိန်မှာကလပ်အနေနဲ့ငွေများများသုံးလိုက်ရတဲ့အတွက်ကစားသမားတချို့ကိုရောင်းဖို့လိုတယ်ဆိုပြီးကျွန်တော်တို့ကိုပြောလာပါတယ်။ကျွန်တော်ဟာအရင်နီးပြပယ်လီဂရီနီနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိခဲ့တယ်လို့ရာသီတစ်အတွက်အကောင်းဆုံးပြင်ဆင်နေတဲ့အချိန်ကာလဖြစ်တာကြောင့်ကျွန်တော်အတွက်တော့ဝမ်းနည်းစရာဖြစ်ခဲ့ရပါတယ်။ရီယယ်မက်ဒရစ်လိုအသင်းကြီးကနေထွက်ခွာဖို့ဆုံးဖြတ်ရတာဟာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။နိုင်ရှင်ကြည့်မယ်ဆိုရင်အဲ့တော့ဘိုင်ယန်မြူးနစ်ဟာဥရောပမှာအရင်ကြီးအောင်မြင်မှုမရသေးပေမဲ့ကျွန်တော်ရည်မှန်းချက်ကချန်ပီယံလိဖလားရယူနိုင်ဖို့ပါကျွန်တော်ဟာအရေးချင်းပြုတ်ရတဲ့ကစားသမားတစ်ယောက်ဖြစ်ကြောင်းသက်သေပြချင်ခဲ့ပါတယ်ဘိုင်ယန်ကိုပြောင်းရွှေ့ပြစ်ခဲ့တာဟာကျွန်တော်ကစားသမားဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်